မင်္ဂလာပါတိရှောက်ရေပါဒီနေ့မှာတော့တိရှေဟာရပလက်လေးအကြောင်းကိုပြောပြပြအောင်ပါရေးပြမှာဖြစ်ပါတယ်ဒီမြန်မာအခရာလေးရဲ့နာမည်ကရပလက်ပါအတန်ထွက်လေးရတော့ရပါโอเคဒါဆိုရင်နာမည်နဲ့အတန်ထွက်လေးသိပြီဆိုရင်ရပလက်လေးနဲ့စားတဲ့မြန်မာစကားလုံးနဲ့စဉ်းစားကြည့်အောင်ယုံရင်ကောင်းရက်တောင်ယိုဘူးโอเคရပ်ပလက်လေးရဲ့နာမည်တီးပြီးအတန်ထွက်တီးပြီးရပ်ပလက်နဲ့စားတဲ့စကလုံးနဲ့လဲစဉ်းစားတတ်ပြီဆိုလို့ရှိရင်တော့ဒီရှယ်တို့ကကလေးတွေကိုရပ်ပလက်ရင်းဒီကိုပြောပြမှာဖြစ်ပါတယ်ရပ်ပလက်လေးကိုရေးတဲ့အခါကျရင်ဘယ်ဘက်ကနေပြီးတော့မှအပြာရောင်မြင်းကနေပြီးတော့မှအောက်မြင်းအပြာကိုတစ်ချက်ဆွဲမယ်ပြီးရင်နောက်တစ်ချက်ဆွဲပြီးတော့မှပါးစောက်လေးရေးလိုက်ပါမယ်ပြီးရင်တော့ဘေးနားလေးကနေထပ်ဆက်လိုက်ပါမယ်ဒါဆိုရင်တော့ရပ်ပလက်ရင်းကြီးလေးရပါပြီဆက်ပြီးတော့မှမျှဝေပြီးရဲ့တင်ကားစာတွေရင်းကြီးတွေကိုတည်ကျင်နေဆိုရင်တော့ follow ပြီးတော့ကြပါနော်အားလုံးကျေးဇူးတင်ပါတယ်